မင်းစားမယ်တမချင်းနဲ့တမချင်းနဲ့တက်လုံးပြည့်ကြုံနဲ့တက်လုံးနံပြရည်နဲ့တိုးစားဒီညင်းဒီကိုပပလေးချက်ရတယ်ဗျာခရမ်းညင်းဒီနဲ့ဒီညင်းဒီကပါလေခရမ်းညင်းဒီရနော်ဒီဆိုင်မော်ဆွနေမော်ရပြီးတော့အုံတော့ထုတ်တယ်လေပြား40တန်ထုတ်ထည့်လိုက်ရမွေးပြီးရရင်ရှင်နည်းနည်းမလေးအုပ်လိုက်တာပဲဆောင်ကတိကျော်ပဲဆောင်ကတိပပလေးပဲတက်လုံးငါတူနဲ့ခန်းညင်းနည်းနည်းမလေးအုပ်ပြီးကျော်ဟာပဲပြားကျော်ပဲပြားရယ်မြည်ရယ်မြစ်ဖြူမိုးကြောက်မွေးနေစီတက်တယ်ပြီးတော့မုံညင်းပြူထည့်တယ်မုံညင်းပြူနဲ့ပန်းကြပြီးတော့ဒီမိုးအချောက်ရောပဲပြားနဲ့ကျော်ရပြီးတော့တက်လုံးငပြေးကြတက်လို့ဆိုတာတက်လို့ဒီမှာကဇီးပစီတောင်တက်လက်ဇီးပစီကိုပြုတ်လိုက်တယ်ရုပ်သီးနဲ့ရောပြုတ်လိုက်ရုပ်သီးစိမ်းနဲ့ဇီးပစီအောင်ရုပ်သီးပြုတ်တယ်ပြီးတော့စားရယ်နမင်းရယ်တက်လက်ချုံမဲ့ထည့်ပြီးထားလိုက်တာစိတ်ဆုံးကတင်းနေနန်လာလေကုန်ကြိုက်နင်းအုံလုံးနဲ့ကြော်မွေးရစီကြည့်အနူးကြလို့ပပရနေရဟောငါ့ချက်တမရကကြာမအားမစားဘူးမစားဘူးဒီမှာစားနေဒီမှာဝစားနေလားဒီနေ့မှဟင်းခါနာလို့ဆိုပြီးအလုံးမသွားရအောင်အဲ့ဒါကြောင့်သမင်းလေးစားနေရတာမဆိုလို့ရှင်သမင်းကောင်းမစားရဘူးအလုံးမှာသမင်းမချက်မပြင်းလို့